မဲဆောက်မြို့နယ်မလန်မကန်ကနာမည်ကျော် Curve 33ဆိုတဲ့နေရာကိုလာရောက်လည်ပတ်တဲ့ဧည့်သည်တွေဟာအလှဆုံးအိုက်တင်တွေပေးပြီးဓာတ်ပုံရိုက်ခံနေကြတယ်။33ကော့မနောင်ဆိုတဲ့ဆိုင်းဘုတ်နေရာလေးမှာဓာတ်ပုံရိုက်လို့အားရတဲ့အခါညီညာပြန်မြူးနေတဲ့ကားလမ်းငွေလေးအတိုင်းပြေးဆင်းသွားတယ်။ပြီးတော့လက်နှစ်ဖက်ကိုစံတန်းပြီးကတ်ဝေါ့ပြန်လျှောက်လာတဲ့ပုံကိုပုံစံအမျိုးမျိုးနဲ့ဓာတ်ပုံအရိုက်ခံတယ်။ဒီနေရာလေးမှာလာရောက်ဓာတ်ပုံအရိုက်ခံကြတာဟာတယောက်တည်းမဟုတ်ပါဘူး။ဧည့်သည်တွေကတစ်ဖွဲ့ပြီးတစ်ဖွဲ့ပါ။တောင်ကုန်းနဲ့ခင်နှန်းလေးတွေတွေ့တန်းနေတဲ့ကြားတွေကငွေလိမ်ငွေကောက်ဖောက်လုပ်ထားတဲ့ကတ်တရာလမ်းလေးရဲ့ကားလမ်းဘေးနှစ်ဖက်ကအစိမ်းရောင်အဝါရောင်တန်းနေတဲ့ပြောင်းခင်းရဟာဧည့်သည်တွေကိုအဓိကလာရောက်စေတဲ့လှပတဲ့ရှုခင်းတွေပါ။ရာသီအလိုက်စိုက်ပျိုးကြတဲ့သီးနှံပင်တွေအပေါ်မူတည်ပြီးပတ်ဝန်းကျင်ရှုခင်းအယောင်တွေဟာပြောင်းလဲသွားတတ်ကြပါတယ်။ဒီလိုလှပတဲ့ရှုခင်းတွေနဲ့တွဲဖက်ပြီးဓာတ်ပုံအရိုက်ခံနေကြသူတွေကိုမြင်ရတာဟာကြည်နူးစရာပျော်ရွှင်စရာပါ။အဲဒီလိုလှပတဲ့ရှုခင်းနဲ့ကြည်နူးစရာမြင်ကွင်းရဲ့မလန်မကန်တောင်ရင်းမြစ်တစ်ဖက်ချမ်းကမြန်မာပြည်ထဲမှာတော့ပျော်ရွှင်စရာတွေစိတ်သုံးပြီးဒုက္ခတွေပင်လယ်ဝေနေကြတဲ့စစ်ဘေးရှောင်တွေရှိနေကြပါတယ်။သူတို့ဟာနေအိမ်စွန့်ခွာထွက်ပြေးလာခဲ့ပြီးတောင်ရင်းမြစ်ကမ်းတစ်ခုပေါ်မှာယာယီတဲတွေကိုအပြိုင်ဆိုင်ဆောက်လုပ်နေကြပါတယ်။ညီညာတန်းစီကဆောက်လုပ်ထားတဲ့အမဲရောင်ယာယီတဲတွေလည်းရှိသလိုအစိမ်းအောင်တာပေါ်လင်အမိုးတွေနဲ့ဟိုတစုဒီတစုဆောက်လုပ်ထားတဲ့စစ်ရှောင်တဲတွေကိုလည်းတွေ့ရပါတယ်။ရာချီရှိတဲ့ဒီစစ်ရှောင်ယာယီတဲတွေဟာစက်တင်ဘာလတတိယပတ်ကမှဒီနေရာကိုရောက်လာကြတာပါ။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တပ်တွေကရင်ပြည်နယ်မြဝတီမြို့နယ်ကိုပြန်လည်ခြေချပြီးတိုက်ပွဲတွေဇက်တိုက်ဖော်ဆောင်ကြတဲ့ကဒေသရင်းနေထိုင်ကြတဲ့ပြည်သူတွေဟာနေစရာအိမ်တွေကိုစွန့်ခွာပြီးဘေးကင်းရအောင်ထွက်ပြေးတင်းရှောင်နေကြရတာပါ။ကရင်ပြည်နယ်တင်ငန်းညီနောင် 4K ကော်နဲ့မြဝတီမြို့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေက2024 မတ်နဲ့ဧပြီလတွေမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့်စစ်ကောင်စီဟာ2024ဧပြီလထဲမှာပဲအောင်ဇေယျစစ်ကြောင်းအမည်နဲ့မြဝတီမြို့ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။အောင်ဇေယျစစ်ကြောင်းဟာအကြအဆုံးများစွာနဲ့တနစ်ကျော်ကြာခြိတက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်2025ခုနှစ်စက်တင်ဘာလဆန်းပိုင်းမှာမြဝတီမြို့နယ်ထဲကိုခြေချနိုင်ခဲ့ပါတယ်။အာနာသိန်းစစ်တပ်မြဝတီမြို့ကိုခြေချနိုင်ခဲ့ပြီးနောက်မှာတော့၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြဝတီမြို့တောင်ဘက်ရှိ 4K ကော်မြို့ကိုပါစက်တင်ဘာလတတိယပတ်ထဲမှာစစ်ကြောင်းထိုးလာပါတော့တယ်။မြဝတီမြို့ကိုစစ်ကောင်စီတပ်သားတွေခြေချပြီး 4K ကော်မြို့ကိုခြိတက်သိမ်းယူမယ်ဆိုတဲ့အချိန်ကလေးက 4K ကော်မြို့ကန်တွေဟာဘေးလွတ်ရာကိုတင်းရှောင်ခဲ့ရပါတယ်။စစ်ကောင်စီဟာ 4K ကော်မြို့ကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားရမှာမြဝတီမြို့ဆောင်တပ်ဖြစ်တဲ့205တပ်ရင်းကနေ 4K ကော်မြို့အနီးဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ကူပေးပြီးမြေပြင်ကနေလည်းစစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ဒါကြောင့်လဲ 4K ကော်မြို့မှာနေထိုင်ကြတဲ့ဒေသခံတွေအပါအဝင် 4K ကော်အနီးဝန်းကျင်ကျေးရွာတွေကဒေသခံတွေပါဘေးလွတ်ရာသို့ကြိုတင်တင်းရှောင်နေကြရပါတယ်။ဒီလိုထွက်ပြေးတင်းရှောင်ကြရမှာတချို့သောဒေသခံပြည်သူတွေကမြန်မာပြည်ပတ်ချမ်းတောင်ရင်းမြစ်ကမ်းဘေးတွေမှာနေထိုင်ကြသလိုတချို့သောပြည်သူတွေဟာထိုင်းနိုင်ငံပတ်ချမ်းကကျေးရွာတွေစီတင်းရှောင်ကြပါတယ်။ထိုင်းနိုင်ငံပတ်ချမ်းကိုထွက်ပြေးတင်းရှောင်မယ်ဆိုရင်တောင်ရင်းမြစ်ဖြတ်ကူးကတဦးကိုဘတ်50မြန်မာငွေ9000ကျပ်ဝန်းကျင်ပေးရမှာဖြစ်ပြီးနေထိုင်မှုအတွက်လည်းအိမ်ငန်းအဆောင်တွေငှားရမ်းရမှာဖြစ်တာကြောင့်ပတ်စံတက်နိုင်သူတချို့သာထိုင်းဘက်ကိုစစ်ရှောင်တာမျိုးလုပ်ကြတယ်လို့ထိုင်းမြန်မာနယ်စပ်ထိုင်းနယ်နိမိတ်ထဲမှာရှိတဲ့မဲကိုကင်းကျေးရွာကစစ်ရှောင်တူကပြောပါတယ်။စက်တင်ဘာနောက်ဆုံးပတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံနယ်နိမိတ်အတွင်းကြားရောက်ပောက်ကွဲခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ကြိုတင်ရှောင်ပြေးလာကြတဲ့စစ်ရှောင်ဥယေပိုများလာတယ်လို့စစ်ရှောင်တွေကိုနေစရာကူညီပေးခဲ့တဲ့မဲကိုကင်းရွာကစစ်ရှောင်တူကဆိုပါတယ်။မဲကိုကင်းကျေးရွာကိုထွက်ပြေးတင်းရှောင်လာတဲ့မြန်မာစစ်ဘေးရှောင်အိမ်တော်စုပေါင်း80ကျော်ခန့်ရှိပြီးလူဦးရေ300ခန့်ရှိတယ်လို့ထိုင်းဘက်ရောက်စစ်ရှောင်တွေကိုကူညီပေးနေတဲ့မဲကိုကင်းရက်ကွက်တကဦးစိုးပိုင်ကဆိုပါတယ်။သူဟာမဲကိုကင်းကျေးရွာကိုရောက်လာတဲ့စစ်ဘေးရှောင်တွေအတွက်နေထိုင်မှုအိမ်ငှားပေးတာလိုအပ်တဲ့နေထိုင်ခွင့်အထောက်အထားရရှိစေရန်ဆောင်ရွက်ပေးတာလက်တလောစားတောက်ရေးအတွက်ကူညီဆောင်ရွက်ပေးတာကျန်းမာရေးစောင့်ရှောက်မှုခံယူရမယ့်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ဆောင်ရွက်ပေးတာတွေကိုကူညီပေးပါတယ်။ထိုင်းဘက်ကိုထွက်ပြေးတင်းရှောင်လာတဲ့မြန်မာစစ်ရှောင်တွေဟာမင်းလက်ပံဖလူနိုဘိုးနဲ့ပဟီကလော်ရွာကစစ်ရှောင်တွေဖြစ်တယ်လို့သူကဆိုပါတယ်။ကိုစိုးပိုင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီးစစ်ရှောင်ကူညီပေးလုပ်ငန်းတွေကိုကူညီဆောင်ရွက်ပေးနေသူတယောက်ပါ
အခုအကြိမ်ဟာဒုတိယမြောက်ကူညီပေးရတာဖြစ်ပြီး2020နှစ်ကုန်ပိုင်းလောက်ကပထမအကြိမ်ကူညီဆောင်ရွက်ပေးခဲ့စဉ်ကမဲကိုကင်းကြေးရွာကိုစစ်ဆောင်လာတဲ့လူဦးရေ4000နီးပါးခန့်ကိုကူညီပေးခဲ့ဦးတယ်လို့သူကဆိုပါတယ်။လက်ရှိမှာထိုင်းဘက်ခြမ်းရောက်နေကြတဲ့မြန်မာချိုလည်းစစ်ပေးရှောင်တွေစားတောက်ရေးအတွက်အဆင်ပြေသေးဖို့ကိုစိုးပိုင်ထံအစားအသောက်တချို့လာရောက်လှူဒါန်းကြသလိုမြန်မာပြည်ဘက်ခြမ်းတောင်ရင်းမြေကမ်းမေးတဲထိုးနေကြသူတွေထံတွားရောက်လှူဒါန်းလို့ရင်လည်းလိုက်လံကူညီပို့ဆောင်ပေးတယ်လို့ကိုစိုးပိုင်ကဆိုပါတယ်။တောင်ရင်းမြေကမ်းမေးယာယီတဲထိုးကစစ်ရှောင်နေကြတဲ့ဒေသခံတွေစားတောက်ရေးအတွက်အကူအညီတွေလိုအပ်နေသလိုယာယီတဲထိုးဖို့လည်းတာပေါ်လင်နဲ့အမိုးအကာတွေလိုအပ်နေစေဖြစ်တယ်လို့စစ်ရှောင်စခန်းတီတွားရောက်ခါကူညီပေးနေတဲ့စေတနာရှင်ပါဝင်ကူညီအဖွဲ့ကဆိုပါတယ်။၄ကီကော်မျိုးပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်တွေဟာစက်တင်ဘာ29ရက်မှာမြဝတီမြို့နယ်မင်းလက်ပံရွာကစာတင်ကျောင်းကိုကာမီကာစီဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ကျောင်းပိတ်ထားတဲ့အတွက်အထိကိမရှိပေမဲ့စာတင်ကျောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီဟာ၄ကီကောအနီးဝန်းကျင်မှာရှိတဲ့ဖလူးမင်းလက်ပံမဲထော်တလေးစတဲ့ကြေးရွာတွေကဘုံကြီးကျောင်းနဲ့စာတင်ကျောင်းတွေကိုဒရုန်းနဲ့ဘုံသီးချတာလက်နက်ကြီးနဲ့ပစ်ခတ်တာလေရင်နဲ့ဘုံကျဲတာတွေမကြာခဏပြုလုပ်လို့ရှိတာကြောင့်ဒေသခံရွာသူရွာသားတွေဟာတောင်ရင်းမြေကမ်းဘေးမှာစစ်ရှောင်နေကြရပါတယ်။ထိုင်းနိုင်ငံမဲကိုကင်းကြေးရွာကကိုစိုးပိုင်ကတော့လက်ရှိမှာစစ်ရှောင်ဥယျာဉ်နေသေးတာကြောင့်အခက်အခဲမရှိပေမဲ့ရေရှည်ဆိုရင်စားတောက်ရေးအတွက်အကူအညီလိုအပ်လိမ့်မယ်လို့မှတ်ချက်ပြုပါတယ်။စစ်ကောင်စီဟာ၄ကီကောမျိုးပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ထိုးစစ်တွေဆင်နေသေးပါ။ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းမြန်မာဘက်ခြမ်းမှာတော့လက်နက်ကြီးတန်းတွေပြစ်ခတ်တန်းတွေကစက်တင်ဘာတတိယပတ်ကစတင်ပြီးအောက်တိုဘာ2ရက်နေ့ထိဇက်တိုက်ကြားနေရဆဲဖြစ်တာကြောင့်စစ်ဘေးရှောင်တွေဟာထပ်မံတိုးလာဖို့သာရှိပါတယ်။လာမယ့်လတွေဆိုရင်မြူရီကြပြီးအချမ်းပူလာတော့မှာပါ။တောင်ရင်းမြစ်ကမ်းဘေးကစစ်ရှောင်တွေဟာနေထိုင်ရေးစားတောက်ရေးအပြင်ရာသီဥတုဒဏ်ကိုပါခံရပြီးဒုက္ခရင်ပိုနဲ့လာဖို့သာရှိပါတယ်။တောင်ရင်းမြစ်တစ်ဖက်ကမ်းထိုင်းမဲ့ချမ်းကကာ့33နေရာလေးကတော့လာမယ့်လတွေဆိုရင်ယူနင်းတွေကြပြီးပိုပြီးတာယာလှပလာတော့မှာပါ။လာရောက်လေပတ်ကြတဲ့ဧည့်သည်တွေလည်းပိုများလာတော့မှာပါ။စောင်းနှင်းဖက်ရှင်မျိုးစုံနဲ့ဓာတ်ပုံတွေအရိုက်ခံကြရင်ပိုပြီးပျော်စရာကောင်းတဲ့ကာ့33ဖြစ်လာအောင်မှာပါ။အဲ့ဒီအခါတောင်ရင်းမြစ်တစ်ခုသာခြားထားတဲ့ထိုင်းမဲ့ချမ်းကကာ့33နဲ့တောင်ရင်းမြစ်ဘေးကမြန်မာစစ်ရှောင်စခန်းတို့ရဲ့ဒုက္ခနဲ့ဒုက္ခဟာပိုပြီးထင်ရှားလာပါလိမ့်မယ်။